ဆရာတော်ဗျာအရာကိုရှေ့ရစာတွေတော့ဘုံမဖက်ပြတော့ပါဘူးဖက်ပြလို့မတင်တော့တဲ့စာတွေဖြစ်နေတော့လေသူရဲ့နောက်ဆုံးစာလေးကအရာကိုဝတ်ကြွေးလို့နာမည်တက်နေတာမှန်ပါသလားဗျာတဲ့နော်ရှေ့အကြောင်းတရားတော့ထားတော့အရာဝတ်ကြွေးလို့နာမည်တက်တာမမှန်ပါဘူးဖះဟောလည်းမဟုတ်ပါဘူးဝတ်ကြွေးဆိုတာကတော့ကိုလုပ်ခဲ့တဲ့အာကုသိုလ်တိုင်းကိုပြန်ခံစားရတဲ့သဘောတော့ပြင်မဲ့လည်းဘာဖြစ်ဖြစ်ဝတ်ကြွေးဆိုဝတ်ကြွေးကိုလွှဲချအတိတ်ကံကိုလွှဲချခြင်းတူမျိုးပဲဒီလိုမျိုးတော့ဒါမဖြစ်တဲ့ဘုရားဟောတယ်လည်းမပါကိုယ့်ရဲ့ဒါပစ္စုပန်ကံဉာဏ်ဝရိယနဲ့နေထိုင်ရမယ်ကိုယ်စူးပုံတက်နေပြီစူးတယ်ငါဝတ်ကြွေးကြောင့်စူးတယ်လို့တော့ပြောလို့မရဘူးကိုယ့်အဝနမောနမဲ့စူးပုံနဲ့တော့တက်နေတာလေကိုယ့်ကိုဖြစ်တယ်လို့ဖြစ်စားခြင်းတယ်လို့စားပြီးနေမှာကောင်းပြင်ငါဝတ်ကြွေးကြောင့်နေမှာကောအဲ့လိုတော့ပြောလို့မရစာပေအပြည့်ခြုံပြီးပြန်တော့ခန္ဓာဝတ်ပေါ့ဗျာဒါကိလေသာဝတ်အဲ့လိုပြောလို့တော့ရတယ်ဒါပေမဲ့အခုပြောချင်တာကံမဝတ်ကိုပြောချင်နော်ကံမဝတ်ဘာလာကံကိုပဲလွှဲချဝတ်ကြွေးကိုပဲလွှဲချမနေနဲ့ကိုယ့်ရဲ့ဒါပစ္စုပန်ကံဉာဏ်ဝရိယကိုယ့်ရဲ့ဒါပစ္စုပန်ကံအရေးကြီးဆုံးပဲကိုယ့်ကိုပြုပြင်နေထိုင်ပေါ့နော်